မတ်လ23ရက်နေ့ယေရှုခရစ်သည်မနေ့ယနေ့နောင်ကာလအစဉ်မပြင်းမပြောင်းမလဲနေတော်မူ၏ဟေဗြဲဩရာစာခန်းကြီး73ခန်းငယ်8တမန်ကျမ်းစာတွင်လူသည်တခါတည်းတည်၍ထို့နောက်မှတရားစီရင်တော်မူခြင်းကိုခံရတဲ့ကဲ့သို့ဟေဗြဲဩရာစာခန်းကြီးကိုခန်းငယ်20ခုဖော်ပြထားရာတာမန်အားဖြင့်လူဆိုသည်မှာမျှော်လင့်ချက်ကင်းမဲ့သောအနေအထားဖြစ်ပါတယ်။ရာပေါင်းများစွာသောအတွေးခေါ်ပညာရှင်များနှင့်ဘာသာရေးပုံစံများစွာတို့အနေဖြင့်ဘုရားသခင်နှုတ်ကပတ်တော်နှင့်ပတ်သက်၍ချိုးယွင်းကြံရှာရန်ကြိုးပမ်းခဲ့ကြပါတယ်။ဒီနေ့ခေတ်အတွေးခေါ်ပညာရှင်များနှင့်စိတ်ပညာရှင်များအနေဖြင့်သခင်ယေရှု၏လမ်းနှင့်ခြားနားသောလမ်းရှိသည်ကိုတက်တည်ပြနိုင်ရန်ကြိုးပမ်းလျက်ရှိပါတယ်။မြည်သည့်အရာများမှာအောင်မြင်ပေသခင်ယေရှုသားလည်းအပြည့်ဝမ်းနည်းမှုနှင့်တည်ခြင်းတရားနှင့်ပတ်သက်သည့်အဖြစ်များကိုတိတိကျကျဖော်ထုတ်နိုင်ပါတယ်။သခင်ယေရှုတပါးတည်းသာလျှင်အဆိုပါပြဿနာ၃ခုစလုံးကိုရင်ဆိုင်ကျော်လွှားနိုင်ပြီးတော့ယနေ့မနေ့နောက်အနာဂတ်ထာဝရဖြစ်သည်ဟုဆိုခဲ့ပါတယ်။ရာရာအလုံးသည်ပြောင်းလဲမည်ဖြစ်တော်လဲသခင်ယေရှုသည်မြည်သည့်အခါမှပြောင်းလဲခြင်းမရှိပေ။ယခုလက်ရှိကျေးဇူးတော်ကာလ an age of grace တွင်ဘုရားသခင်သည်ဂရုတော်မှာမြည်သူမဆိုဘုရားသခင်၏ဂရုဏာတော်ကိုတားတော်သခင်ယေရှုကိုယုံကြည်လက်ခံခြင်းမှလက်ခံနိုင်ခွင့်ရှိတော်လဲထိုကာလမှာတတ်မှတ်ခြင်းရှိပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဒီအငှားကာလတွင်နေထိုင်ကြရမည်ဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းခြင်းချစ်ရသူတွေတငယ်ချင်းတွေမိတ်ဆွေတွေပြောင်းလဲပေမယ့်သခင်ယေရှုဟာဘယ်သောအခါမှမပြောင်းလဲတဲ့အတွက်အရှင်ရဲ့မြတ်တာတော်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။မနေ့ပြန်မှာလည်းတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ။